ယောက်ျားတွေလုံးလို့အကောင်းဆုံးအချိန်ကဘယ်ချိန်လဲတဲ့တနေ့ကုန်တနေ့ကန်လို့သူတို့မှအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြင်းတယ်ရီးတယ်မရှိအချိန်မအားဘူးဆိုတာမရှိဘူးနော်ဒါမှပြောတဲ့စကားလေးကဒီရပိုင်းနယ်လီမှောင်နေဖွင့်လို့ပြပါမပြောချင်တဲ့စကားတွေအနက်ဒိတ်ပဲအကျမ်းဘက်ကိုသွားပြီးအနုဘက်ကိုသွားတာဖြစ်တဲ့အတွက်ခင်ကိုလှုပ်ချင်တာတယ်ဘယ်လိုလှုပ်ရမလဲလွယ်လေနော်နေအတန်ကိုစီစွတ်အုံးစီစွတ်လိုက်ပြီးအဲ့နေလုံးမဲ့ကောက်မှတဲ့ဇွတ်ဆိုထိုးထည့်လိုက်အေးတလုံးပြန်မနှုတ်ချင်ဘူးဆိုရင်ငါပြတော့ခဏလေးယောက်ျားတွေလုံးလို့အကောင်းဆုံးအချိန်ကဘယ်ချိန်လဲတဲ့တနေ့ကုန်တနေ့ကန်လို့သူတို့မှအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြင်းတယ်ရီးတယ်မရှိအချိန်မအားဘူးဆိုတာမရှိဘူးနော်ဒါမှပြောတဲ့စကားလေးကဒီရပိုင်းနယ်လီမှောင်နေဖွင့်လို့ပြပါမပြောချင်တဲ့စကားတွေအနက်ဒိတ်ပဲအကျမ်းဘက်ကိုသွားပြီးအနုဘက်ကိုသွားတာဖြစ်တဲ့အတွက်ရိုင်းသွားရင်ခွန့်လို့နော်သူတို့အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်အချိန်ရွေးဘူးယာရီအိုးစုမရွေးဘူးအကြောင်း၃ပါးမရွေးဘူးအများနဲ့ open ထောင်လောကိစ္စနဲ့ပတ်သက်လို့ရှိရင်တို့မှအတင်းကြီးတယ်လုံးချင်ကိုင်းစိတ်မရှိမပြောချင်တာမိမတယောက်ကိုယူထားရင်ရှာမချွေးနိုင်ဘူးမရှာစားနိုင်တတ်ဘူးဆိုရင်ရတယ်ဒါပေမဲ့အိမ်မှာကိုပေါ်လောင်ဘက်ဖြစ်အောင်မိမတွေနဲ့တန်းတူအိမ်ရဲ့အပူအေးကိုဝေမျှပြီးတော့ခံစားတတ်အောင်လုပ်ပေးနိုင်ပါစေလို့မပြောချင်တယ်အိမ်အောင်ဘက်အမျိုးသားလေးအမျိုးသမီးရဲ့အားကိုအားထားခြင်းကိုအိမ်အောင်တစ်ခုကိုတိချောင်းတာလိန်ဆက်ယုံလိန်ဆက်ဆန်ယုံတက်လင်းယောက်ျားကိုယူမယ်ဆိုရင်ဘာလို့ဖြစ်လင်းမယူတော့ဘူးလေခါရမ်းသွားမှာပေါ့ခါကန်စားမယ်လေပတ်စံရတယ်ယောက်ျားတစ်ယောက်ကိုလည်းလာအိတ်လို့ရှိရင်ပတ်စံဘလောက်ဆိုပြီးတတ်မှတ်လို့ရတယ်ကိုယ့်အိမ်ကလင်းယောက်ျားကိုငွေကြီးဘလောက်ဆိုပြီးတတ်မှတ်ဘူးလို့ free စားသုံးနေရတဲ့အရာတစ်ခုကိုတန်ဖိုးမထားဘူးတချို့တွေတခါလေကြာရွှေ့ရှာကြရရှိပါတယ်အိမ်ကမိန်းမကြတော့ဘယ်တော့မှအကောင်းမဖြစ်ဘူးတချို့မိန်းမကြအကောင်းမြင်အဲ့တော့မပြောချင်တာကိုလင်ယောက်ျားဒီကိစ္စကိုအရန်ထပ်တန်နေတယ်ဆိုရင်တော့ကိုအပေါက်ကိုပိတ်နိုင်ပိတ်ပေါ့မပိတ်နိုင်ဘူးဆိုရင်ခလေးမရအောင်တားချက်ကြားတဲ့ကလေးအရန်သနာဟုတ်ကောင်းတယ်ခုဆိုရင်ကိုယ်စင်းလုံးကြီးအရန်မြင့်သွားတယ်ပို့ဆိုးတယ်ကလေးတွေကိုမလောက်မငကြွေကလေးရမဝတဝစားပြီးတော့ပုံညံနေကြတဲ့အိမ်အောင်စုတွေလင်မယားတွေစားဝတ်နေအဆင်မပြေလို့ပုံညံနေကြတဲ့မိသားစုတွေတပုံကြီးပဲနော်မပြောချင်နေတာပယံလို့ရတယ်24နာရီတော့မှ24နာရီတော့ပယံလို့ရတယ်ဒါပေမဲ့မိမတယောက်ကိုကူညီတတ်ပါစီနော်အိမ်လို့တော်လည်းကောင်းမိသားစုတော်လည်းကောင်းအရာရာပေါ့တချို့တွေကလုံယုံတက်တက်ပဲမိမတွေလှုပ်တယ်တနေ့အပိုင်းကြီးကဥပ္ပခါနဲ့နေတက်ကြတယ်နော်ဒီလောက်လည်းပြောပြစီပြောချင်တဲ့စကားတွေကတော့ပြောချင်တယ်ဒါပေမဲ့ထိန်းထားရတယ်တတော့ယုံကြီးကစီမီစီကန်နေအရန်တောင်းထားတဲ့အဲ့တော့ပေါ့နော်ဘိုင်ဘိုင်ခင်ကိုလှုပ်ချင်တာတယ်ဘယ်လိုလှုပ်ရမလဲလွယ်လေနော်နေအတန်ကိုစီစွတ်အုံးစီစွတ်လိုက်ပြီးအဲ့နေလုံးမဲ့ကောက်မှတဲ့ဇွတ်ဆိုထိုးထည့်လိုက်အေးတလုံးပြန်မနှုတ်ချင်ဘူးဆိုရင်ငါပြတော့ခဏလေးနော်အဲ့လောက်နိုးစီဖွဲ့လောက်ရှိတဲ့ပမာဏနဲ့လှုပ်လိုက်ပြီးအဲ့ဒီမှာမြုပ်ထားတလုံးမနှုတ်နဲ့ဘယ်တော့မှမနှုတ်နဲ့အေးနေမိမကြာလာတော့ညီငွေလာရင်တော့မှဆွဲမနှုတ်နဲ့တိလားစေပါတလုံးသွားလဲတန်ထွက်လဲတန်နော်အပြင်သွားလဲတန်လာတယ်သွားအဲ့ဆိုရင်နင်ကနာမည်ကြော်ချသွားလိမ့်မယ်ခွေးတောင်စားဟမ်နေမိလင်းငါဆဲတော့မယ်မိမတယောက်ငါစာနာမှုပေးခိုင်းတာလေမြို့ငါလုတ်ပါလို့အကြံဉာဏ်ငါပေးတာမဟုတ်ဘူးလေအခုငါပေးလိုက်ပြီနော်အေးအုံးစီပလင်းလောက်မလားတက်တက်လေးမလားအဲ့တော့အကြီးဝယ်တာနင်လိုကောင်မျိုးအဲ့တော့အကြီးနေမှနင်တော်ခါကြမှာဆိုလားနော်ဘာတော့မှမနှုတ်နဲ့တဲ့ငါလည်းမကြခင်လေရက်ခွက်ထဲရမှာမဟုတ်ဘူးဗျာရွာအပြင်မှာထွက်နေရတော့မယ်ရှိပါသေးငါကောက်ထဲမှာဗာတစ်တော့ဧရိယာအပြင်မှာနေမို့လေကဘာအပြင်မှာဗာဖြာနေခေါင်းလေးဆောင်ကြီးလိတ်ပြီးထွက်ပြေးသွားပြီနော်ငါလည်းအဲ့လိုထွက်ပြေးရတော့ပုတ်ပန်း40တကယ်ငါမမီးနဲ့ကိုကားဝင်ကြည့်စင်ရသားကားဝင်ကြည့်မျိုးစုံရှိတယ်အေးဟင်းချက်တော့ဘာရီမေးမှမသိငါလည်းဘာရီဖြစ်နေမှမသိနော်ငါကောက်ထဲမှာရှိနေလူတွေကငါလည်းဝါသနာသူတွေတော့မသိဘာသာ
ကျွန်တော် YouTube channel လေးကအိမ်အောင်ရေးကျမရေးဗဟုသုတတွေအမြဲအသစ်တွေတင်ပေးနေလို့လက်မလွတ်ကြည့်ရဘူး YouTube channel လေးကို subscribe လုပ်ပေးခဲ့ကြပါအားလုံးပဲနေကောင်းကြမှာချမ်းသာကြပါစေဗျာ